အားလုံးပဲမင်္ဂလာပါရှင် Beauty and Health Corner မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Bandy ရှာလကာရဲ့ Apple Cider Vinegar လုံနည်းနဲ့ Apple Cider Vinegar ကကျန်းမာရေးအတွက်ဘယ်လိုအသုံးပြုလို့ရကြောင်းတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျန်းမာရေးအတွက်ရောအလားပါအတွက်ပါအသုံးဝင်တဲ့ Bandy ရှာလကာရေကိုဘယ်လိုလုပ်မလဲဆိုတာကိုစတင်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ Bandy ရှာလကာရေကိုဝယ်ရခက်တယ်လို့ပြောနေကြသူတွေအတွက်အိမ်မှာပဲ Bandy ရှာလကာရေလုပ်လို့ရတဲ့နည်းလမ်းလေးကိုဝေမျှပေးလိုက်ပါတယ်နော်။ Bandy ရှာလကာရေလုပ်ဖို့လိုအပ်တာတွေက Bandy အသေးဆို3လုံး Bandy အကြီးဆို2လုံးဓာတုဆေးဝါးလုံးဝမတုံးဆွဲထားတဲ့ organic အသီးလေးတွေကိုသုံးရင်ပိုကောင်းပါတယ်။တကြားညိုလက်ဖက်ရည်စွန်း3စွန်းရေချက်အေးပြုတ်လုံနည်းကတော့ Bandy လေးတွေကိုရေဆေးပြီးအစိတ်လေးတွေစိတ်လိုက်ပါ။အခုမှထည့်လို့ရပါတယ်။တန်ရှင်းပြီးအဝကျဲတဲ့ပလင်းအလွတ်တစ်လုံးလေးကိုထည့်လိုက်ပါ။တကြားလက်ဖက်ရည်စွန်း3စွန်းကိုရေချက်အေးတစ်ခွက်နဲ့ရောပြီး Bandy တွေကိုအပေါ်ကနေလောင်းချလိုက်ပါ။ Bandy တွေကိုမြုပ်အောင်လောင်းချပါလက်တော့ပွားတန်တန်နဲ့အပေါက်ကိုအုပ်လိုက်ပြီးတရေခွင်းနဲ့စီးထားပါဒါမှမကောင်းတဲ့အနံ့တွေထွက်သွားနိုင်မှာဖြစ်ပါရဲ့ရှင်အဲ့ဒီပလင်းကို6တွေ့နွေးထွေးပြီးအလင်းရောင်ဓာတ်ရိုက်မကျတဲ့နေရာမှာ2ပတ်ကနေ3ပတ်ကြာထားလိုက်ပါပြီးရင် Bandy တွေဖယ်လိုက်ပါပလင်းကို6တွေ့နွေးထွေးပြီးအလင်းရောင်ဓာတ်ရိုက်မကျတဲ့နေရာမှာပြန်ထားပါတိန်းထားချိန်အတွင်းရက်အနည်းငယ်ကြာရင်တခါပလတ်စတစ်တို့မဟုတ်တစ်သားစုံနဲ့တော်မှွေပေးပါ4ပတ်ကနေ6ပတ်အထိတိန်းတာပါ4ပတ်ကြာတဲ့အခါမှာ Bandy ရှာလကာရေကိုမြည်ကြည့်ပြီးကိုကြိုက်တဲ့အနေအထားမျိုးရလာရင်အဖုံးအပိတ်ပါတဲ့ပလင်းတစ်လုံးနဲ့ပြောင်းထည့်ပြီးအသုံးပြုလို့ရပါပြီဆေးဖက်လည်းဝင်တယ်လို့အလားအပါအတွက်လည်းအသုံးပြုလို့ရလို့ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ်Bandy ရှာလကာရေကိုတနေ့စပွဲတင်စုံတစုံတောက်ပေးခြင်းနဲ့အကျိုးကျေးဇူးတွေကိုအခုလိုပြောပြပေးလိုက်ပါရရှင်။ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ Bandy ရှာလကာရေဟာသွေးတွင်းတကြားဓာတ်ကိုရောကျစေဖို့ကူညီပေးတဲ့အတွက်စီးချိုအတွက်လည်းတောက်သုံးတင်ပါတယ်။နှလုံးသွေးကြောဆိုင်ရာယောဂါတွေကိုလည်းကာကွယ်ပေးပါတယ်။နှာရည်ရိုးနှာပိတ်ခြင်းကိုတက်တာစေပါတယ်။ဦးလန်းချောင်းကိုလည်းကျန်းမာစေပါတယ်။ကြောက်ကက်ကိုတန့်စင်ပေးပါတယ်။ကိုယ်အလေးချိန်ကိုလျှော့ချပေးပါတယ်။ Bandy Vinegarကိုအလားပါနဲ့ကျန်းမာရေးအတွက်လည်းအသုံးပြုနိုင်ပါတယ်။မျက်နှာပေါ်ကဝက်ချံဖူလေးတွေအတွက်ဆိုရင်တော့ Bandy Vinegarကိုတန်ရှင်းတဲ့ပေါင်းတင်ဝါကုန်းစာမှာဆွဲပြီးဝက်ချံဖူကိုနေ့စဉ်အသားရပုတ်ပေးခြင်းနဲ့ချော်မွတ်တဲ့အသားရည်လေးပိုင်ဆိုင်စေမှာပါ။မျက်နှာပေါ်မှာချွေးပေါက်လေးတွေရှိကြတာမဆန်းတော့လဲချွေးပေါက်ကျယ်တွေကြောင့်မျက်နှာအလှပြတ်ရတယ်လို့လူကိုလည်းရင်းစေပါတယ်။3ရက်အတွင်းချွေးပေါက်ကျယ်တဲ့ပြဿနာကိုတတ်တာပြောက်ကင်းသွားစေတဲ့နီလန်ကောင်းလေးတွေကိုရှာဖွေတွေ့ရှိထားပါတယ်။ Bandy ရှာလကာရေဟာအသားရည်အတွက်တဘာဝထိုးနာတစ်မျိုးပါပဲ။ထိုးနာကချွေးပေါက်တွေကိုကျင်းစေနိုင်တာကိုသိရှိပြီးသားဖြစ်မှာပါ။ Bandy ရှာလကာရေလက်ဖက်ရည်စွန်းတစ်စုံကိုရေ9စွန်းဖြင့်ရောလိုက်ပါ။ပြီးရင် spray plane အလွတ်တစ်ခုတည်းကိုထည့်လိုက်ပါ။မျက်နှာတက်ပြီးတိုင်းမှာမျက်နှာအနှံကိုထိုး spray ဖြင့်ညှစ်ပေးပါ6တွေ့အောင်စောင့်ပြီးရင် moisturizer တစ်မျိုးမျိုးသို့မဟုတ် cream သို့မဟုတ်လိမ့်နေကြစနိုးနိုးရည်ကဲ့သို့ဟာတွေကိုလိမ့်ပေးနိုင်ပါတယ်ဒုတိယအချက်ကတော့ဝေးကြခြင်းတဲ့လူတွေအတွက်ပါတနေ့ကို Apple Cider Vinegar ထမင်းစားစုံ2စွန်းရေ8အောင်စာတောက်3ခြင်းဖြင့်အစီပူများကိုတိတိတတ်တာကျဆင်းစေပါတယ်ခြေစီတိတ်ထွက်ပြီးခြေနှံပြင်းလို့စိတ်ညစ်ရတဲ့သူတွေအတွက်တော့ရေနွေးနဲ့ Bandy Vinegar ကိုစားသူရောပြီးခြေထောက်မြုပ်ရုံ10မိနစ်မှ15မိနစ်အထိနေ့စဉ်စိမ်ပေးပါကမှုချောင်းဖြစ်တဲ့အနာနဲ့အနံ့ဆိုးတွေကိုပျောက်ကင်းလာမှာပါနာစီနာပိတ်အမြင့်ဖြစ်တတ်တဲ့သူတွေအတွက် Bandy Vinegar လက်ဖက်ရည်စွန်းတစ်စုံစာကိုပြားရည်2စွန်းရောမွေပြီးရေရောပြီးတောက်ပေးပါကတက်တာပျောက်ကင်းစေပါတယ်ကျွတ်နုတွေအတွက်ကတော့ဂုံးလုံးလေးမှာ Bandy Vinegar ကိုရွှဲအောင်ဆွတ်ပြီးကျွတ်နုပေါ်ကတ်ထားပါတပတ်ဆိုကျွတ်နုတွေကျွေးစင်းသွားတတ်ပါတယ်ဘောက်ကြောင်ခေါင်းရတဲ့သူတွေအတွက် Apple Vinegar တစားရေလေးစားနဲ့ခေါင်းအနှံ့ဖြန်းပေးပြီး10မိနစ်15မိနစ်လောက်ထားပေးပါပြီးမှခေါင်းလျှော်လိုက်ပါတပတ်ကို2ကြိမ်လောက်လုပ်ပေးရုံနဲ့ရရံမှုမရှိဘောက်ပြောက်ကင်းသွားမှာပါနော်နှင်းခုကြောင့်လူကြားသူကြားကုန်နေရလို့ရှိုးပဲ့နေတဲ့ဆိုရင်တော့ဖြစ်
Apple vinegar ကိုဂွန်းစာလေးမှာစို့ပြီးရားရံတဲ့နေရာကိုအသားအရာပုတ်ပြီးရင်ရားရံတာတွေချက်ချင်းတက်တာပါတယ်။ Makeup အရန်လိမ့်လို့ makeup brush တွေညစ်ပတ်နေရင် brush ကို Pandy vinegar မှာစိမ်ထားပြီးရေးဆေးလို့ရပါတယ်။ Pandy ရှာလကာရည်ရဲ့ပြိုင်ဘက်ကင်းနဲ့အသုံးချမှုများကိုလည်းတခါတည်းဖော်ပြပေးလိုက်ပါတယ်နော်။ခန္ဓာကိုယ်အတွင်းမှာအဆိပ်များထုတ်ပေးနိုင်ပါတယ်။စစ်ထုတ်မထားတော့ပန်ဒီရှာလကာရည်ဟာအသည်းနဲ့သွေးဖြူလင်းတို့အတွက်အားစေဖြစ်ပြီးခန္ဓာကိုယ်အတွင်းမှာအဆိပ်ထုတ်ပေးရန်ကူညီပေးနိုင်ပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့ pH ကိုမျှတစေပါတယ်။နှလုံးသွေးကြောဆိုင်ရာလုံခြုံမှု၊ဦးသိမ်းဦးမစိတ်ဆုံမှုနဲ့သွေးဖြူလင်းစီစဉ်စသည်တို့ကိုလုံခြုံပေးပါတယ်။သပင်ကိုတောက်ပါစေရန်တဘာဝသပင်ကိုပြုပြင်သောဆေးရည်ဖြစ်ပါတယ်။ organic နဲ့ပန်ဒီရှာလကာရည်တစုံရေတစ်ခွက်အဲ့ဒါတဘာဝ hair conditioner နဲ့ထပ်တူထပ်မြကြပါတယ်။တဘာဝသွားဖြူစေးအဖြစ်လည်းအသုံးပြုနိုင်ပါသေးတယ်။သွားများကိုပန်ဒီရှာလကာရည်ဖြင့်10မိနစ်ခန့်ပုတ်တိုက်ပေးခြင်းဖြင့်ပန်ဒီရှာလကာရည်ရဲ့ pH ကြောင့်သွားအဆုံအထင်းများကိုဖယ်ရှားပေးခြင်းဖြင့်တဘာဝအလျောက်ဖြူဖွေးစေရန်ကူညီပေးနိုင်ပါတယ်။အစာအိမ်အက်ဆစ်နောက်ပြန်ဆန်ခြင်းနဲ့ရင်ပူရင်စာဖြစ်ခြင်းတို့ကိုကုသပေးနိုင်ပါတယ်။ရင်ပူရင်စာဖြစ်ခြင်းဟာအစာအိမ် pH မမျှတခြင်းနဲ့အန်ဇိုင်းများ probiotic များချို့တဲ့ခြင်းကြောင့်ဖြစ်ပြီးပန်ဒီရှာလကာရည်က၎င်းရဲ့ဩဇာတန်များနဲ့ပြည့်ဝစေပါတယ်။အစာအိမ်အက်ဆစ်နောက်ပြန်ဆန်ခြင်းကိုတတ်တာစေရန်ပန်ဒီရှာလကာရည်တစ်စုံကိုရေတစ်ခွက်ဖြင့်ရောပြီးအစာမစားမီ9မိနစ်အလိုတွင်တောက်သုံးနိုင်ပါတယ်။ကပ်ပါမှုခေါ် yeast ကိုတိတ်စေနိုင်ပြီး probiotic များကိုမြင့်တင်ပေးနိုင်ပါတယ်။ကပ်ပါမှု yeast ကြောင့်ပါးစပ်နံခြင်း၊အာရုံမဲ့ခြင်း၊စီးလန်းကြောင့်ကူးစက်ရောဂါနဲ့အစာချိတ်ချက်ခြင်းဆိုင်ရာပြဿနာများဖြစ်ပေါ်စေပါတယ်။ခန္ဓာကိုယ်က pH ကိုထိန်းသိမ်းပေးနိုင်ပါတယ်။ခန္ဓာကိုယ်က pH ကိုမျှတစေခြင်းဖြင့်ကင်ဆာကဲ့သို့နာတာရှည်ရောဂါများ၏အန္တရာယ်များကိုလျှော့ချပေးနိုင်ပြီးခန္ဓာကိုယ်စွမ်းအင်ကိုတိတာထင်ရှားစွာတိုးမြင့်စေနိုင်ပါတယ်။ကိုယ်လေးချိန်ချခြင်းတဲ့လူများအတွက်ကတော့ခန္ဓာကိုယ်ဓာတုဖြစ်စဉ်တို့ကိုထောက်ပံ့ပေးနိုင်ပါတယ်။ပန်ဒီရှာလကာရည်မှာပါဝင်တဲ့ acetic acid ကခန္ဓာကိုယ်အဆီကိုလျော့ကျစေနိုင်ပါတယ်။ Apple vinegar ကိုတဘာဝအိမ်တွင်းတန်ရှင်းပစ္စည်းများအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ပန်ဒီရှာလကာရည်ကဘက်တီးရီးယားဆန့်ကျင်မှုကုန်တတ်သည့်နဲ့ pH မျှတစေခြင်းစသည်တို့ကြောင့်ပြည့်စုံကောင်းမွန်တဲ့အိမ်တွင်းတန်ရှင်းပစ္စည်းများကိုပြုလုပ်လို့ရပါတယ်။ spray ပလင်ထဲကိုရေ90%ထည့်ပန်ဒီရှာလကာရည်90%ဖြည့်ပြီးကဒင်းပုတ်စပွဲစသည်တို့ကိုတန့်ရှင်းစေရန်ပတ်ဖြန်းအသုံးပြုနိုင်ပါတယ်။နေလောင်ခြင်းကိုလည်းတတ်တာစေပါတယ်။နေလောင်ခံရတော့အရေးပြားအတွက်ကတော့ပန်ဒီရှာလကာရည်တစ်ခွက်အုံးစီ4ပုံမှာ1ပုံလာဗန်ဒါစီရောပြီးတော့မျက်နှာကိုတုပ်လင်းခြင်းဖြင့်အရေးပြားတတ်တာစေပါတယ်။သွေးတွင်းတကြားကိုမျှတစေပြီးစီးကျူယောဂါကိုတိုးတက်ကောင်းမွန်စေပါတယ်။ပန်ဒီရှာလကာရည်မှာပါဝင်တဲ့ acetic acid ကသွေးတွင်းတကြားကိုမျှတစေနိုင်ပြီးအင်ဆူလင်တုံ့ပြန်နိုင်မှုတို့ကိုတိုးတက်ကောင်းမွန်စေပါတယ်။တိုက်ကပ်ຫນွေပင်အဆိပ်ကိုကုသပေးနိုင်ခြင်းပန်ဒီရှာလကာရည်မှာပါဝင်တဲ့ potassium ဟာရောင်ကိုင်းဖောရောင်ခြင်းနဲ့ရောင်ရင်းခြင်းတို့ကိုလျော့နည်းစေရန်ကူညီပေးနိုင်ပါတယ်။အိမ်မွေးတရိတ်ဆန်များ၏လေတန်းတို့လည်းဖယ်ရှားပေးနိုင်ပါတယ်။ရေနဲ့ပန်ဒီရှာလကာရည်တို့ကိုစားသူရောပြီးအိမ်မွေးတရိတ်ဆန်တို့ကိုစိမ်ပေးနိုင်ပါတယ်။သွေးဖိအားကျစေခြင်းပန်ဒီရှာလကာရည်ကိုသုံးစွဲခြင်းကြောင့် triglyceride နဲ့သွေးဖိအားတို့ကိုကျဆင်းစေနိုင်ပါတယ်။ယာဒီအလိုက်ဖြစ်တတ်တဲ့ဓာတ်မတည့်ခြင်းများယာဒီတုပ်ကွေးများစသည်တို့ကိုလည်းတိုက်ခိုက်ပေးပါတယ်။ပန်ဒီရှာလကာရည်ဟာခန္ဓာကိုယ်တွင်း၌ချွဲတလိပ်တို့ကိုပြိုကွဲစေပြီးသွေးဖြူလင်းစီးဆင်းမှုတို့ကိုထောက်ပံ့ပေးပါတယ်။ကိုယ်ခန္ဓာစနစ်ကိုလည်းထောက်ပံ့ပေးပြီးအသက်ရှူလမ်းကြောင်းတို့ကိုရှင်းလင်းစေနိုင်ပါတယ်။ယာဒီအလိုက်ဖြစ်တော့ဓာတ်မတည့်ခြင်းများတို့အတွက်ပန်ဒီရှာလကာရည်နှစ်စွန်းကိုရေဖန်ခွက်ကြီးတစ်ခွက်တွင်ရောဆက်ပြီးတစ်နေ့ကို3ချိန်တောက်သုံးနိုင်ပါတယ်။ခြေချောင်းနဲ့အရေးပြားမှုဆွဲခြင်းတို့ကိုလည်းတုတ်တင်ပေးနိုင်ပါသေးတယ်။ပန်ဒီရှာလကာရည်မှာပါဝင်တဲ့ဘက်တီးရီးယားနဲ့မှုစသည်တို့ကဆန့်ကျင်တဲ့ကြွယ်ပေါင်းများဟာအရေးပြားနဲ့ခြေချောင်းမှုဆွဲခြင်းတို့အတွက်အထူးကောင်းမွန်သောတဘာဝကုသမှုကိုဖြစ်စေပါတယ်။မှုဆွဲသောနေရာတစ်ဝိုက်ကိုတစ်နေ့နှစ်ကြိမ်ပို့လိမ့်ပေးနိုင်ပါတယ်။အုံးစီအော်ရီဂန်နီနှုတ်စီတို့နဲ့အုံရောဆက်၍လည်းအသုံးပြုနိုင်ပါတယ်။နှင်းခုနာနဲ့ဝက်ချမ်းအတွက်အရေးပြားစေ skin toner အဖြစ်လည်းအသုံးပြုနိုင်ပါသေးတယ်။ပန်ဒီရှာလကာရည်ရဲ့ pH ကအရေးပြားပြဿနာများအတွက်အကောင်းဆုံးကုထုံးဖြစ်စေပါတယ်။
န်ဒီရှာလကရေကိုတက်ဆိုင်ရာအရေးပြားပေါ်တို့တုတ်လင်းပေးခြင်းသို့မဟုတ်စေးကြောပေးပြီးအုံးစီနဲ့ရင်နက်အစီတို့ကိုတုတ်လင်းပေးနိုင်ပါတယ်။တွေးကြောထုံခြင်းအထူးသဖြင့်ခြေတလုံးနေရာများကိုလည်းတတ်တာစေပါသေးတယ်။ပန်ဒီရှာလကရေဟာတွေးကြောထုံခြင်းအတွက်အကောင်းဆုံးစေးတလက်ဖြစ်ပါတယ်။၎င်းကတွေးပြန်ကျိုးနေရများအတွင်တွေးလေပတ်ခြင်းကိုတိုးတက်ကောင်းမွန်စေပြီးညောင်ရမ်းခြင်းကိုစန့်ကျင်ပေးပါတယ်။ထို့ကြောင့်ဖောင်းထွက်လာတဲ့တွေးကြောများကိုညှော့နေစေပါတယ်။ပန်ဒီရှာလကရေ with hazel တို့ကိုလိမ့်ချန်ပေးနိုင်ပါတယ်။တဘာဝအနံ့တက်ပျောက်စေဖြစ်ခြင်းမကောင်းတဲ့ဘက်တီးရီးယားများနဲ့ yeast တို့ဟာခန္ဓာကိုယ်အနံ့ဆိုးခြင်းအဓိကအကြောင်းရင်းဖြစ်ပါတယ်။ချိုင်းအောင်နေရာများကိုပန်ဒီရှာလကရေတို့ကိုလိမ့်ပေးခြင်းဖြင့် yeast များကိုတိတ်ဆုံးစေပြီးအနံ့ဆိုးများကိုပြတ်ပြဲစေပါတယ်။အေးမိခြင်းနဲ့လေချောင်းနာခြင်းများကိုကုသပေးနိုင်ပါတယ်။ပန်ဒီရှာလကရေဟာအေးမိခြင်းနဲ့လေချောင်းနာခြင်းကိုအမြန်ဆုံးကုသပေးရန်အတွက်အကောင်းဆုံးကုထုံးဖြစ်ပါတယ်။၎င်းမှာရှိတဲ့ဗိုက်တာမင်များနဲ့ probiotic ကအပြည့်ထားတဲ့ acidic acid စသည်တို့သည်ထူးကဲသောတဘာဝဆေးနည်းဖြစ်ပါတယ်။အေးမိခြင်းကိုကုသရန်အတွက်ပန်ဒီရှာလကရေနှစ်စွန်းနဲ့ရေတစ်ခွက်တို့ကိုတစ်နေ့3ချိန်တောက်သုံးနိုင်ပါတယ်။ကျွတ်နို့အတမာတို့ကိုရောချစေနိုင်ကောင်းခြင်းပန်ဒီရှာလကရေကိုကျွတ်နို့နေရာတစ်ဝိုက်မှာလိမ့်ပြီးတညတာစီထားပေးနိုင်ပါတယ်။သို့တော့၎င်းဒီကျွတ်နို့ပြောက်ကင်းရန်အတွက်အချိန်ယူကောင်းယူနိုင်ပါတယ်။ပန်ဒီရှာလကရေကိုရွေးချယ်ရမှာ organic ဖြစ်ခြင်းစစ်ထုံမထားခြင်းအပူပေး၍ပိုးတက်မထားခြင်းစာဒီအမျိုးအစားကိုရွေးချယ်ခြင်းအဖြစ်များစွာသောကျန်းမာရေးနဲ့အလားပါဆိုင်ရာအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါတယ်။နောက်နေတော့အမြင်များပါဝင်သည့်ပန်ဒီရှာလကရေဟာအကျိုးပြုအန်ဇိုင်းများနဲ့ဘက်တီးရီးယားတို့ပါဝင်ခြင်းဖြစ်ပြီး၎င်းကို the mother ဟုရည်ညွှန်းသည့် probiotic များဖြစ်ကြပါတယ်။စစ်ထုံမထားတော့အပူပေး၍ပိုးတက်မထားတော့ပန်ဒီရှာလကရေသည်ခန္ဓာကိုယ်အတွက်တစ်ခုတည်းသော alkaline ပုံစံရှာလကရေဖြစ်ပါတယ်။ပန်ဒီရှာလကရေသည်ခန္ဓာကိုယ်ရဲ့ pH ကိုမျှတစေသဖြင့်ကင်ဆာဆဲလ်ကြီးထွားခြင်းကိုရပ်တန့်စေနိုင်ပြီးနှိမ်နင်းကောင်းနှိမ်နင်းစေနိုင်ပါတယ်။အခြားသောရှာလကရေများအဖြူရောင်ရှာလကရေဒန်တလက်ရှာလကရေဝိုင်နီစသဖြင့်မှာ acid ပုံစံဖြစ်ပါတယ်။ပန်ဒီရှာလကရေကိုအစာမစားမီရေဖြင့်ရော၍တောက်သုံးခြင်းဖြင့်အာဟာရဆုပ်ယူအသုံးချနိုင်မှုကိုအားကောင်းစေပြီးအစာခြေဖြတ်ခြင်းကိုတိုးတက်ကောင်းမွန်စေပါတယ်။ညီကုန်းချုပ်ရရင်ဖြင့် apple cider vinegar ကအလားပါရောကျန်းမာရေးအတွက်ပါကောင်းလို့ဗဟုသုတအနေဖြင့်မျှဝေလိုက်ပါတယ်